လာရှိတဲ့သူချက်တည်းရှိတဲ့သူဆိုတာဘလို့လူလဲဆိုတော့ကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းပြုလုပ်နေတဲ့သူစိတ်စေတနာကောင်းကောင်းထားပြီးတော့မေတ္တာတရားနဲ့သူတို့ဘာတွေရဲ့ပုံမှာပြောဆိုဆက်ဆံတဲ့သူကိုချက်တည်းရှိတဲ့သူမင်္ဂလာရှိတဲ့သူလို့ခေါ်တာပဲမနဲ့အိယာထားတာနဲ့မိမိတို့သူတို့ဘာတွေကိုမေတ္တာပို့ပေးတယ်မနက်ခင်းမှာကုသိုလ်ကောင်းမှုတွေနဲ့စတင်ပြီးတော့တတဝါလေးတွေရဲ့အပေါ်မှာချမ်းသာစေခြင်းကောင်းစားစေခြင်းနဲ့မေတ္တာစိတ်နဲ့နိုးထတဲ့သူကိုမင်္ဂလာရှိတဲ့သူလို့ပြောလို့ရတယ်မိမိကိုတွေးမြင်ရသူတွေရဲ့စိတ်နှလုံးကိုအေးချမ်းသွားစေခြင်းနဲ့ဆိုရင်မေတ္တာတရားနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းရမယ်အဲ့တော့ဘုရားရှိခိုးတိုင်းရှိခိုးတိုင်းမှာလဲကိုယ့်ရဲ့အပြုမူကာယကံကိုယ့်ရဲ့အပြောဆိုဝစီကံကိုယ့်ရဲ့အတွေးအကြံမနောကံတွေကြောင့်ဒီသူတူတယောက်မှဒုက္ခမရောက်စေရဘူးကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကြောင့်လူတိုင်းဟာစိတ်ချမ်းသာပြီးငြိမ်းချမ်းပျော်ရွှင်စေရမယ်ဆိုတဲ့စိတ်ကိုမိုးလင်းတာနဲ့လုံးဝဆုံးဖြတ်ထားရမယ်မေတ္တာရဲ့နောက်ဆက်တွဲစိတ်ထားတွေကဘာလို့လဲဆိုတော့သူတစ်ပါးရဲ့အပေါ်မှာကိုချင်းစာတတ်ကျင့်တနာတတ်တယ်အဲ့လိုစိတ်ထားတွေရှိနေရင်တော့ကိုမကြိုက်တာတွေကိုသူများတွေပေါ်မှာလုပ်တော့မှာမဟုတ်ဘူးကိုကြိုက်တာတွေကိုပဲသူများတွေကိုလုပ်တော့မယ်ကောင်းတဲ့အရာတွေကိုကိုကကြိုက်ရင်သူများတွေကိုလည်းကောင်းတာတွေပဲလုပ်ကြမယ်ကိုကကောင်းတဲ့စကားတွေကိုကြားကျင်တယ်ဆိုရင်ကိုယ်တိုင်ကလည်းကောင်းတဲ့စကားတွေကိုပြောဆိုကြတယ်ဒါပါလဲဆိုတော့မေတ္တာအရင်ခံတယ်မေတ္တာစိတ်ထားရှိလာပြီဆိုရင်ကိုချင်းစာစိတ်လေးတွေသူတစ်ပါးရဲ့အပေါ်မှာကျင့်တနာတတ်တဲ့စိတ်လေးတွေဖြစ်ပေါ်လာတတ်တယ်မေတ္တာတရားရှိရင်ရှိတဲ့သူကအေးချမ်းနဲ့စိတ်ချမ်းသာတယ်။မျက်နှာလေးကစားကြည်လင်းပြီးတော့သူနဲ့နေရတာကိုကသူနဲ့ပြောဆိုနေရတာကိုကစိတ်ချမ်းသာမှုစိတ်အေးချမ်းမှုတွေဖြစ်စေတယ်။သူတယောက်မေတ္တာရှိရဲဆိုရင်